Hello အားလုံးပဲမင်္ဂလာပါချင်းမံကိုရောက်ပြီဆိုရင်ဒိုင်ဆွတ်တဲ့ဖျားကိုလည်းမဖြစ်မနေတွားရမယ်နော်ဒီဖျားဟာနှစ်ပေါင်း640ကျော်သက်တမ်းရှိနေပြီး14ရာစုလန်နာပြည့်နိုင်ငံခင်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်ဖျားဖူးချင်သူတွေကတော့အဆင့်300ကျော်ရှိတယ်လှပတဲ့နဂါးဆောင်တန်းကြီးကိုခြေလင်တက်လို့ရသလိုအခုချေချေတို့လိုမျိုးဆက်လေကားနဲ့လည်းတက်လို့ရပါတယ်ရှင်ဒါလေးကတော့ဆက်လီကားစီကိုစောင့်နေတာပါအခုဆိုဆက်လီကားစီပြီးတော့ဖျားပေါ်ကိုသွားပါတော့မယ်ဒိုင်ဆိုတဲ့ဖျားကိုတောင်ပေါ်မှာတည်ထားတာတော်တော်လာပြီးတော့သူ့ရဲ့သမိုင်းကြောင်းကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဖျားကိုဖွင့်ပြရတဲ့အခါမှာစိတ်အေးချမ်းမှုကိုခံစားရသလိုအမွေအနှစ်ရဲ့တန်ဖိုးကိုလည်းခံစားရပါတယ်ရာသီဥတုလေးကအေးစိမ့်စိမ့်နဲ့စိမ့်ဆုံနေတဲ့တောအုပ်ကြီးဟာချင်းမိုင်မျိုးရဲ့သမိုင်းဝင်ရတနာတစ်ပါးဖြစ်တဲ့ဝက်ဖလက်ကျောင်းတော်ပဲဖြစ်ပါတယ်။ကျောင်းတော်ထဲမှာဆိုရင်ထိုင်းနဲ့လန်နာပိတုကလက်ရများပေါင်းဆက်ထားသောတစ်သားအမိုးအကာများစွာကိုလည်းမိပညာလက်ရများစွာတွေ့ရှိရမှာဖြစ်ပါတယ်။ကျောင်းတော်ထဲမှာရှိတဲ့အစာအုပ်များစွာကလည်းအနုပညာလက်ရာမြောက်သလိုဖျားရုပ်ထုများဖျားစီတီများမှာလည်းတပ်ပယ်စွာမြင်တွေ့ရမှာဖြစ်ပါတယ်။နှစ်ပေါင်း600သက်တမ်းကြာသည့်တိုင်အောင်လှပနေသေးတဲ့ရှီဟောင်းဗုဒ္ဓဘာသာကျောင်းတော်ဟာတဘာဝအတိုင်းစိမ့်လန်းနေတဲ့တောအုပ်ချာမှာငြိမ်သက်စွာတည်ရှိနေတာကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။စိမ့်လန်းတဲ့တောအုပ်နဲ့ရေကြုံငယ်နားချမှာတည်ရှိတာကြောင့်ငြိမ်သက်တဲ့အရာတာကတော့ပြမပြတ်တတ်အောင်ပါပဲရှင်။ဒီနေရာလေးကတော့ရှေ့ခေတ်ထဲကတည်ရှိခဲ့တဲ့အောက်ကကြောက်ထဲကနေစိတ်ထွက်တဲ့ရေတွင်းလေးပါချင်းမိုင်မြို့မှာအမြင့်ဆန်းသစ်ပြီးလှပတဲ့ crack coffee ဆိုင်လေးကိုချေတို့ရောက်ခဲ့ပါတယ်ချစ်စရာအလှမွေးငါးလေးတွေကြားမှာစားရင်တောက်ရင်အနားယူပန်းဖြေဓာတ်ပုံလှလှလေးရိုက်လို့ကောင်းတဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်ဆိုင်လေးထဲမှာအနားယူအပန်းဖြေရင်းနဲ့ငါးလေးတွေကိုလည်းငါးစာကျွေးလို့ရပါတယ်ဆိုင်ပတ်ပတ်လည်းအကုန်လုံးငါးတွေမွေးထားသလိုဒီတွိုင်းလက်ပတ်ပတ်လည်းမှာလည်းငါးတွေအများကြီးမွေးထားတာကိုတွေ့ရပါတယ်သွားမယ်ရွာလေးရတော့တစ်ခေါက်သွားပြီးရနဲ့အမြဲလမ်းပြီးထပ်သွားကျင်တဲ့ချစ်စရာမဲကန်ဖောင်ရွာလေးကိုချစ်ချေတို့သွားလည်ခဲ့ပါတယ်အခုဆိုချစ်ချေတို့ရွာဝင်လမ်းလေးကိုရောက်ပါပြီရွာလေးကအေးစွန်းတဲ့တောင်ပေါ်ရွာလေးဖြစ်ပြီးသဘာဝအလှတရားတွေနဲ့ပြည့်စုံတဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်
ဒီရွာလေးကိုစောင့်ဝင်လိုက်ပြီဆိုတာနဲ့တစ်တော်အုပ်အုပ်မိုင်းမိုင်းစိမ့်စိမ့်ဆူဆူလေးတွေနဲ့တကယ်အေးအေးချမ်းချမ်းရှိရဲ့အရာသားလေးကိုခံစားရပါတယ်။ချစ်ချဲတို့ကဒီမှာနေ့ရက်စာဒီထိုင်းရိုးရအစားအစာဖြစ်တဲ့ခောက်ဆိုင်ကိုဒီဆိုင်လေးမှာစားခဲ့ပါတယ်။ခောက်ဆိုင်ရတာလေးကအရန်စားကောင်းပြီးတော့အခုပြန်ရောက်တဲ့အထိကိုခောက်ဆိုင်ကိုထပ်စားခြင်းနေတော့ပါပဲ။အရန်စားကောင်းခဲ့ပါတယ်။အခုဒီကမြင်နေရတာတော့ခောက်ဆိုင်လေးပဲဖြစ်ပါတယ်ဒီမှာလေအစားအသောက်တွေအပြင်ဒီရိုးရာပေါ့နော်အဝိအထည်ပြီးတော့လက်မှုပညာတွေလေးတွေလည်းဒီမှာဝယ်လို့ရပါတယ်ဒီနေရာလေးအားတောင်ပေါ်ကနေပြီးတော့လေကောင်းလေတန်လေးရှိုးကော်ဖီလေးတောက်ပြီးတော့ပြိုးကြည့်ထားတာပါဒီရွာလေးမှာထူးခြားတာတစ်ခုကဟိုတယ်ကြီးတွေမရှိဘဲနဲ့ hostel တွေနဲ့ပဲတည်းခိုလို့ရတယ်ဒီ hostel နေရာကြိုက်တဲ့သူတွေအတွက်ကတော့တကယ်စိတ်ကြိုက်တွေ့မဲ့နေရာလေးဖြစ်ပါတယ်ဒီမှာဆို hostel နေရမယ်အိမ်လေးတွေကတက်တားလေးတွေနဲ့လှလှပပတက်ရနေချင်းဆိုဝဲဖြစ်အောင်စောက်ထားတာလည်းတွေ့ရမှာဖြစ်ပါတယ်ဒီမဲကန်ဖောင်ရွာမှာရှိတဲ့ဒီတစ်လုံးအိမ်လှလှလေးတွေပေါ့နော်ဒီကျဲတို့ကရိုက်ပြထားပါတယ်ဒီအိမ်လေးရဲ့ရှေ့မှာဆိုရင်သူကဆန်းချောင်းလေးရှိတယ်ဆန်းချောင်းလေးရဲ့ရေစီးတန်လေးရဲ့ဒီတစ်လုံးအိမ်လေးရဲ့ဆက်ဆောင်မှုလေးရဲ့အကြောင်းဒီအရန်ကိုလှပရတယ်လို့ခံစားရတဲ့တစ်လုံးအိမ်လေးပေါ့နော်ဒီအိမ်လေးကတော့တကယ်ချစ်စရာကောင်းပါတယ်နောက်အိမ်လေးလည်းထပ်ရိုက်ပြီးတော့ပြထားပေးပါတယ်ဒီအိမ်လေးကတော့အဝေးကကြည့်တယ်ဟိုကဒီအထက်လေးတွေပေါ့နော်တကယ်ဆွဲဆောင်မှုကိုခံစားရတယ်ဒီအိမ်လေးကတော့ဒီလိုဘေးကနေပြီးတော့လေကားလေးနဲ့တက်လို့ရသူကိုဒီအိမ်လေးရဲ့အောက်မှာတော့သူကဒီတက်လေကားလေးနဲ့တက်လို့ရအောင်လုပ်ထားပေးရမှာနော်အိမ်ကအကျယ်ကြီးပဲတငယ်ချင်းတွေဆိုသွားလို့ရတယ်မိသားစုတွေလည်းဆိုပြီးတော့သွားလို့ရတယ်ဟိုညနေဘက်ဆိုလို့ရှိရင်လူကြီးတွေကအဲ့မှာစကားဝိုင်းဖွဲ့ပြီးထိုင်ပြောတယ်လူငယ်တွေကတော့အေးစစတံပေါ်ရလေးဖြစ်တော့ရာသီဥအေးအေးလေးနဲ့ချင်းလို့ရပါတယ်hostel နေလို့ရတယ်တလုံးအိမ်လှလှလေးတွေကိုဗီဒီယိုလေးတွေရိုက်ပေးထားတာဖြစ်လို့ကြည့်ရှုပေးကြပါအောင်နော်ဒီရွာလေးကတော့နှိကင်းဘက်တဲ့ညနေဆောင်နဲ့ညဘက်တွေဆိုပိုလာတယ်လို့ခံစားရပါတယ်။ညနေဆောင်နဲ့ညဘက်တွေမှာဆိုရင်မီးရောင်မမဲလေးတွေနဲ့အလှဆင်လာတဲ့တသားအိမ်လေးတွေရဲ့ဈေးဆိုင်တန်းလေးရဲ့လမ်းတွေရဲ့ bandage bike ကိုခံစားရပြီးတော့မျက်စိကိုအေးချမ်းစေပါတယ်။ရွာလေးရဲ့ညနေဆောင်အလှအပလေးကိုရိုက်ပြထားတာဖြစ်လို့ကြည့်ရှုခံစားပေးကြပါအောင်ရှင်။ရွာလေးရဲ့လမ်းတစ်လျှောက်မှာတော့လှလှပပနဲ့စောက်ထားတဲ့ဈေးဆိုင်တန်းလေးကိုတွေ့ရပြီးတော့ဒီမုတ်လေးတွေလည်းအများကြီးဝယ်စားလို့ရပါတယ်။လက်ဆောင်ပစ္စည်းမုတ်ကလေးတွေကိုလည်းဒီဆိုင်လေးတွေမှာဝယ်လို့ရပါတယ်။
ရွာလန်းလေးအတိုင်းရှေးအောင်တသားအိမ်လေးတွေစိမ့်စုနေတဲ့တော်လန်းလေးတွေကိုလေ့လာရင်းနဲ့ကျဲတို့ကရွာအနီးနားမှာရှိတဲ့မဲခဖောင်ရှိတစ်ခုကိုလည်းတွားရောက်လဲပတ်ခဲ့ပါတယ်တောင်ပေါ်ကော်ဖီဆိုင်လေးမှာလေကောင်းလေတန်းရှူမယ်ကော်ဖီတောက်မယ်ပြိုးကြည့်ပြီးတော့ကျဲတို့ပြန်มาတော့မယ်ဘိုင်ဘိုင်